ရှိတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနာခေါ်တူတူတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချเสียရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကြက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့ကြက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောခြင်းလွန်းလို့ဒကမာကြီးတွေမှန်ပါဗျာအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင့်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးစီသွားပြီးတော့အမေခမည်းဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူဒုက္ခပဲဒီကောင်သိသွားပြီလူဆိုတော့ညံရှိတယ်ညံမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကိုအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လား